ရှိတဲ့လိုင်းရဲ့အတိုင်းအထွာတနေ့ကုန်အောင်မောင်းချရတာအိုးမြောက်ပိုင်းလမ်းမူဆယ်နှမ်းခမ်းလမ်းအော်မြောက်ပိုင်းလမ်းကျွန်တော်လေးချစ်ပြီးချင်းကလက်ပတ်ပေါ်တဲ့အခါမှာ GMC လို့ခါချင်းမျိုးမန္တလေးဘက်တော့ကုန်တင်ကသွားတယ်ခါတလေကုန်ချိန်များလွန်လို့လေကြိုးရင် driver အိမ်ပြန်နောက်ကျခဲ့ရတယ်အိမ်ချင်းသူချစ်စနီးလေးရဲ့မျက်နှာညိုညင်လာရင်လိုက်ရဲ့အပြစ်လားကနေရောက်နိုင်မလားမနှက်ဖန်ရောက်နိုင်မလားမခံမနိုင်မြန်မြန်ဆန်းဆန်းရောက်ချင်လေဆန်းဆန်းမောင်းတော့လေစိတ်သွားတိုင်းရဲ့ကိုကမပါ